ဒီကနေ့ဝေသာလီမြို့သားဥက္ကတထေးရဲ့အကြောင်းကိုဟောကြားမှာဖြစ်ဝေသာလီမြို့မှာနေတဲ့ဥက္ကတထေးဆိုတာပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသလိုသူ့ရဲ့ဘဝထူးခြားမှုတွေနဲ့လည်းပြည့်စုံဘုရားဘာသာဖြစ်လာပုံကလည်းပဲထူးခြားတယ်ဘဝမှာကျင့်ကြံကြိုးကိုအထောက်မှုတွေနဲ့သူ့ဘဝခရီးကိုဖြတ်သန်းပုံကလည်းပဲသူများနဲ့မတူတော့သူနဲ့ပတ်သက်တဲ့သုတ်တံပိဋကသုံးပုံထဲမှာမတန်းတင်ထားတာနှစ်သုတ်ရှိတယ်တသုတ်ကတော့ပထမဥက္ကသုတ်တံလို့ခေါ်တယ်ဒုတိယကတော့မနာပါဌာဤသုတ်တံနှစ်သုတ်စလုံးဟာအင်္ဂုတ္တရနိကေမှာမတန်းတင်ထားတာဖြစ်လို့အဲ့ဒီသုတ်တံနှစ်ခုကိုနားလိုက်တာနဲ့သူ့ဘဝစကြောင်းကအတော်လေးပြည့်စုံသွားတယ်ပေါ့မြတ်စွာဘုရားလက်ထက်ကထင်ရှားတဲ့ဗုဒ္ဓဥပဒကတွေရှိကြတယ်ထင်မယ်ဒီဝေသာလီမြို့သားဥက္ကတထေးဆိုတာထူးချွန်ထင်ရှားတဲ့10ဦးထဲမှာတဦးပါဝင်ဖြစ်တယ်မြတ်စွာဘုရားကခုနဝိသေသတွေပြေးပြီးတော့ချီးမြှင့်တဲ့အခါမှာသူကမနာပထာယကဆိုတဲ့ထူးချွန်တဲ့ပွဲရူရရှိထားတဲ့ပုဂ္ဂိုလ်ခဏခေတ်မှာတော့ဆရာအစိုးရတွေကသာသနိကပွဲရူတို့လူမှုရေးနဲ့ပတ်သက်တဲ့ပွဲရူတွေတို့အဲ့ဒီစင်လာကိုကြည့်ပြီးတော့ပေးရရှိကြတယ်မြန်မာမင်းလက်ထက်ကလည်းပဲပွဲရူတွေပေးတယ်ပေါ့ထူးချွန်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားလက်ထက်ကတော့မြတ်စွာဘုရားရဲ့တပည့်တာဝကတွေထူးချွန်တဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားအသိမှတ်ပြုတဲ့အနေနဲ့ဧတတဲ့ဘွဲ့သူပေးတယ်လို့စာရန်လေးပါပဲဧတတဲ့ဘွဲ့သူစာရန်လေးမြတ်စွာဘုရားပေးတဲ့စာရန်လေးရတဲ့ပုဂ္ဂိုလ်ဟာအပြိုးသားဥပဒကတွေထဲမှာ10ယောက်ရှိတယ်အဲဒီ10ယောက်ထဲမှာအခုဝေသာလီပြည်သားဝေသာလီမြို့သားဥက္ကတထေးဆိုတာတူပါဝင်မယ်သူရရှိတဲ့ထူးခြားချက်ကတော့မြတ်စွာဘုရားကမိန့်ကြားတဲ့ဒီစာရန်လေးကိုပရမတ်မှတ်ကြရအောင်ဧတတေကံဘိက္ခဝေမမသာဝကနံဥပဒကနံမနာပဒါယကနံရှတိတံဥဂောကဟပတိဝေသာလိကောဒီစာရန်လေးပဲအဲ့ဒီဧတတေကံဆိုတဲ့စကားလုံးကိုကြည့်ပြီးဧတတေဖွဲ့ထူးလို့တို့မှတ်ကြတယ်ပေါ့နော်ဧတတေကဆိုတဲ့အဓိပ္ပာယ်ကဧတံဧကံခုခေတ်စကားနဲ့ပြောမယ်ဆိုရင်သူကအထွတ်ထိပ်ပဲအထူးချွန်ဆုံးပဲ top 1လို့ပြောတဲ့သဘောပဲနော်ဧကဆို top 1ထူးချွန်ဆုံးတော့မြတ်စွာဘုရားရဲ့စကားအပြည့်စုံကိုပြောမယ်ဆိုရင်ယဟန်ပရိသတ်မှာမိန့်ကြားတဲ့စကားလေးပေါ့ယဟန်တို့ငါရဲ့တပည့်တာဝကဥပဒကတွေထဲမှာပြန်လို့ဝဲကောင်းတဲ့ပစ္စည်းဝတ္ထုကိုလှူဒန်းသူတွေထဲမှာဝေသာလီမြို့ကဥက္ကတထေးဟာထူးချွန်ထင်ရှားတယ်လို့ဒီစာရန်လေးနဲ့ပေးတာပဲပွဲပေးတာအခုကမဏိဇောဒတရတို့သူဓမ္မသင်္ကေတို့ကိုယ်တဲ့ပုံစံမျိုးပေါ့နော်မြတ်စွာဘုရားတော့အဲ့လိုသူထူးချွန်တဲ့အချက်ကလေးကိုထုတ်ပေါ်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်တွေထဲမှာတော့အထူးချွန်ဆုံးပဲ
ယန္တုဘွယ်ပစ္စည်းကိုလှူတဲ့ပုဂ္ဂိုလ်တွေပြားစွာရှိတဲ့ထက်ပဲသူဟာထူးချွန်ဆုံးပုဂ္ဂိုလ်ပဲတို့ဒီစာရန်လေးနဲ့မြတ်စွာဘုရားကသူ့ကိုချီးမြှောက်ခဲ့တယ်ဘုရားလက်ထက်ကဘုရားရဲ့ချီးမြှောက်မှုကိုရရဲဆိုတော်ကံကောင်းတာပေါ့နော်အနာရဝိန်တထေးတို့ကိုလည်းဒီလိုချီးမြှောက်ခဲ့တာပဲတပုဒ္ဒရာပဏိကာတို့ကိုလည်းချီးမြှောက်ခဲ့တာစိတ်တသူကျွဲတို့ကိုလည်းဒီလိုပဲချီးမြှောက်ခဲ့တာအလုံး10ဦးရှိတယ်ဒီနေ့က6ယောက်မြောက်ဝေသာလီမျိုးကဥက္ကသူကျွဲအကြောင်းမှဖြစ်တယ်သုတ္တန်လေးနှစ်ခုနားလိုက်ရင်သူ့ဘဝဆက်ကြောင်းဟာတော်တော်ပြည့်စုံသွားတယ်မြတ်စွာဘုရားကဝိစိတိုင်းခရီးသွားလာရင်ဝေသာလီမြို့ကိုရောက်ရှိပြီးဝေသာလီမြို့နားကမဟာဝနလို့ခေါ်တဲ့တောအုပ်ကြီးထဲမှာသရင်သုံးတယ်မြတ်စွာဘုရားလာရင်သရင်သုံးဖို့ဆိုပြီးတော့ကုတာကာရတာလာအထွတ်တက်တဲ့လှပတဲ့ကျောင်းတော်ကြီးကိုဆောက်လုပ်ပြီးတော့ဝေသာလီပြည်ကလက်ဆွေမင်းတွေကလှူထားတာဖះကြော်လာလို့ရှိရင်မဟာဝနကုတကာရတာလာကျောင်းထဲမှာသတင်းသုံးတယ်ရှင်းတော့ကိုပိုင်တဲ့ဥယျာဉ်ချမ်းမြေတွေထဲမှာကျောင်းဆောက်ပြီးလှူထားကြတယ်အဲ့ဒီကျောင်းတွေထဲမှာယဟန်တန်ဃာတွေဟာလာရောက်ပြီးတော့သတင်းသုံးကြတယ်အမြဲတမ်းသတင်းသုံးတဲ့ပုဂ္ဂိုလ်ရှိတယ်လို့အမြဲမဟုတ်ဘဲနဲ့ခီးသွားလာတဲ့အခါမှာရောက်ရှိလာပြီးသတင်းသုံးတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ရှေးခေတ်ကတော့လွတ်လွတ်လပ်လပ်ဟိုနေရာကဒီနေရာဝါကြွထန်နဲ့လဲသွားလာပြီးတော့နေကြတာဖြစ်တယ်အဲ့တော့သွားလာတဲ့အခါမှာတိတ်ခရီးဝေးကြီးတော့မဟုတ်ဘူးအခုခေတ်ခရီးစဉ်နဲ့ပြောမယ်ဆိုရင်ဒီအိန္ဒိယနိုင်ငံဘုရားဂယာပတ်ဝန်းကျင်နောက်တစ်ခါဗာရာဏသီပတ်ဝန်းကျင်သာဝတိပတ်ဝန်းကျင်ကပိလဝတ်ပတ်ဝန်းကျင်အဲ့ဒီပတ်ဝန်းကျင်နေတော့ပဲသွားကြလာကြတာများဟုတ်ခဏခေတ်ပြောတဲ့ဘုံပေဘက်တို့ပါလို့ဆိုသိမရဘူးမစ္စည်းမဒေသလို့ခေါ်တဲ့အတိုင်းဝိုင်းထဲမှာပဲရှမ်းသံဃာတွေကဝါကျွတ်ပြီးဆိုလို့ရှိရင်ခရီးဒေသစာရီဒေသစာရီဆိုအရာဒေသတွေကိုလှည့်လည်ပြီးတော့ကြွားကြအဲဒီလိုလှည့်လည်ပြီးကြွားတာရည်ရွယ်ချက်ရှိတယ်အလယ်ထွက်တာမဟုတ်ဘူးအလယ်ထွက်တာမဟုတ်ရောက်တဲ့အရာတွေမှာကုသပြုခွင့်ရကြရအောင်တရားနာခွင့်ရကြရအောင်ဆိုပြီးတော့သွားတာမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲတူတူပဲအကျိုးရှိမဲ့နေရာကိုရွေးချယ်ပြီးတော့အဲ့ဒီဒေသမှာရှိတဲ့တရားဓမ္မတွေကုသိုလ်ရကြဖို့အကျိုးရှိဖို့တရားဟောပြောဖို့ဆိုတဲ့ရွေးချက်တွေနဲ့ကြွားတာအထူးသဖြင့်တော့အဲ့ဒီဒေသမှာကျွတ်တန်းဝင်မဲ့ပုဂ္ဂိုလ်တွေရှိလို့ရှိရင်ဘလောက်ဝေမြတ်စွာဘုရားရအောင်ကြွားဒီနေရာမှာကြံဖမှန်တချို့ကမေးကြတာမျိုးတွေရှိတယ်ပေါ့မြတ်စွာဘုရားအဲ့တော့ဥရောပရောက်ခဲ့သလားအာရနိုင်ငံတွေရောရောက်သလားအာဖရိကရောရောက်သလားတွေးတောเสียပေါ့မေးမြန်းတွေးတောခဏခေတ်အမြင်နဲ့ပေးကြမှာပေါ့တော့ခဏခေတ်မှာရှိတဲ့နိုင်ငံတွေကအဲ့ဒီအချိန်တုန်းကရှိချင်မှရှိအောင်မယ်နော်နှစ်ပေါင်း1600ကျော်သွားပြီလေရှိအောင်တော့မြတ်စွာဘုရားရောက်သလားလို့မေးလို့ရှိရင်အတိအကျမှတ်တမ်းတင်ထားတာမရှိပေမဲ့လို့ဘုရားရောက်တယ်လို့ဖြေနိုင်တယ်ဖြေလို့ရတဲ့သုတ်တန်တစ်ခုရှိတယ်အဲ့ဒါတော့ပရိသတ်သုတ်လို့ခေါ်တယ်မြတ်စွာဘုရားကတရားရည်အကျိုးကိုဆောင်ရွက်ဖို့ဆိုပြီးတော့မလုပ်လဲတရားသူရမဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်စေထူးခြားတဲ့ပိဋကထူးခြားတဲ့ပုဂ္ဂိုလ်ကြီးခြားတဲ့ကိုမကြာခဏအခွင့်သာရင်သားသလိုကြွသွားတယ်တဲ့အဲ့လိုကြွသွားတဲ့အခါမှာ
အဲ့ဒီဒေသကပုဂ္ဂိုလ်ရဲ့အသားအရောင်အဲ့ဒီဒေသကပုဂ္ဂိုလ်ရဲ့အတန်အဲ့ဒီဒေသကပုဂ္ဂိုလ်ရဲ့အသွင်အပြင်နဲ့သူတို့ပြည့်တတ်တဲ့ရောက်သွားတယ်ခေါင်းဆောင်တရားအနေနဲ့သူတို့ရဲ့ခေါင်းဆောင်ပုံစံနဲ့ရောက်သွားတယ်ဒါမှလည်းအနှောက်အယှက်မရှိပါဘူးလေးစားမှာပေါ့နော်ဖះအဲ့ဒီပုံစံနဲ့ဥပမာအာဖရိကရောက်သွားရင်အသားမဲမဲအာဖရိကခေါင်းဆောင်ပုံစံမျိုးပြည့်တတ်တဲ့ဝင်သွားတယ်ဝင်သွားတဲ့ဒီခါလူကြီးတွေကခေါင်းဆောင်လာပြီဆိုယူသိလေးစားကြတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားတရားစကားလေးဟောတယ်တရားစကားဆိုတာလူကျင့်ဝတ်နဲ့ပတ်သက်တဲ့ဟာလေးတွေဟောစိတ်ကောင်းနှလုံးကောင်းထားတာတော့နော်လူတိုင်းဟိုနိဗ္ဗာန်ရောက်ကြောင်းတရားကြီးလည်းမဟုတ်ဘူးဒီ ethics ဆိုတဲ့လူရဲ့ကျင့်ဝတ်တွေပေါ့နော်အဲ့လိုမျိုးနဲ့ပတ်သက်ပြီးဘယ်လိုနေသင့်တယ်ဘယ်လိုထိုင်သင့်တယ်ဆိုတာလေးတွေအဲ့လိုဟောပြီးတော့သူတန်လည်းအာဖရိကစကားမျိုးနဲ့မြတ်စွာဘုရားရဲ့အတန်ကိုသူတို့ကသိကြနားလဲကြအဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားရုတ်တရက်ပြန်ထွက်သွားတယ်ပေါ့ပြန်ထွက်သွားပြီဆိုတော့မှသူတို့ခေါင်းဆောင်အစ်စ်ကရောက်လာတဲ့အခါကျတော့လူတွေကတွေးတောပြီးကြရင်ဟင်ခုနကဘယ်သူလဲအခုမှအစ်စ်လာတယ်ဆိုခုနကဘယ်သူလဲအဖြေမထုတ်နိုင်မနဲ့အဲ့လိုတွေးတောကြရင်တယ်လို့မတန်နဲ့မှာအဲ့လိုဆိုတယ်နော်ဒါလည်းထူးဆန်းတာအဲ့တော့အဲ့ဒီမတန်ကိုကြည့်မဲ့ဆိုတယ်မြတ်စွာဘုရားရောက်တယ်လို့ပြောဒါပေမဲ့မြတ်စွာဘုရားဘာလို့အဲ့ဒီကိုကြွလာတော့ဆိုမြတ်စွာဘုရားရဲ့ထူးခြားတဲ့တရားလေးအဆုံးအမလေးကိုတစ်လုံးမဲ့သိနှလုံးမဲ့သိဝင်ပြီးတော့ဆုံးမစကားလေးပြောလိုက်တယ်တရားသူရသည်ဖြစ်စေမရသည်ဖြစ်စေသူတို့မှာခေါင်းထဲမှာအသိဉာဏ်လေးတစ်ခုရသွားအောင်ဆိုတဲ့ချီးမြှောက်မှုလို့ပြောတယ်ဒါလည်းလောကသားတွေရဲ့အကျိုးကိုဆောင်ရွက်တာလို့ခေါ်တယ်ပေါ့အကျိုးရှိအောင်ဘုရားတော့တရားတွေဘယ်လိုအကျိုးရှိအောင်လုပ်ရမလဲဒါအများရန်စဉ်းစားတာသူရဲ့စဉ်းစားချက်ဘုရားဖြစ်သူရောက်လာတာကိုကလောကသားတွေအကျိုးပြုဖို့ဆိုပြီးရောက်လာတာဟုတ်ရည်ရွယ်ချက်ကအဲ့ဒါနဲ့ရောက်လောကသားတွေအတွက်အကျိုးပြုမယ်မြတ်စွာဘုရားရဲ့အကျိုးပြုမှုကတော့ဘာလို့ဆိုအမှန်တရားနားလည်ဖို့ရှင်းပြခြင်းသာဖြစ်တယ်မှန်တရားကိုနားလည်ဖို့ရှင်းပြလောကမှာမမကန်ဟောပြောချက်တွေကနေပြီးတော့ဆုတ်ပိတ်ထားသည့်အတွက်ကြောင့်လူတွေကအမှန်သိဖို့ဆိုတာတော်တော်ခဲရင်အလုံးဟာတွေးဝေးနေကြအမှန်တရားနဲ့ပတ်သက်ပြီးတွေးဝေးဟိုကလည်းအမှန်တရားဒီကလည်းအမှန်တရားဘယ်ဟာအမှန်တရားမသိအောင်တွေးဝေးပြီးတော့သွားကြအဲ့ဒီတွေးဝေးမှုလေးတွေကိုသက်သာရောပါအောင်လို့မြတ်စွာဘုရားအကျွတ်တမ်းမဝင်တောင်မှပဲအသိဉာဏ်လေးရအောင်ဆိုပြီးတော့ကြွားရောက်ပြီးလူဟောတယ်တဲ့အဲ့တော့မြတ်စွာဘုရားရောက်တဲ့နေရာတော်တော်များလိုက်ပဲလို့တကူတော့နဲ့ကြွသွားတာဆိုတော့နေရာအနှံ့ရှောက်ရှိပြီးတော့တရားဓမ္မချင်းမြင်ခဲ့တယ်ဆိုတော့သိကြပါနော်တော့ဘာဖြစ်လို့ဒီမြတ်စွာဘုရားဟောတဲ့တရားတွေကဘာဖြစ်လို့ဒီမစ္စည်းမဒေတာအတိုင်းဝိုင်းလေးတွေမှာလည်းသွားတော့ဆိုမြတ်စွာဘုရားရဲ့နိဗ္ဗာန်ရောက်ကြောင်းတရားကိုအလေးနဲ့ခံယူနိုင်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီဒေတာအတွင်းမှာပဲရှိတယ်။ကျန်တဲ့နေရာမှာအလွန်ရှားပါနေဒီခက်ခဲနေတဲ့အကျိုးဖြစ်ထွန်းတဲ့ပညာရပ်တစ်ခုကိုပေးဖို့ဆိုတာလူတိုင်းမှာပေးလို့မရတာလေအခုခေတ်လည်းစဉ်းစားကြည့်ပေါ့ကိုခက်ခဲနေတဲ့ပညာရပ်ကိုဟုတ်တော့အချုပ်ညာတော့ပြောလို့ဘယ်နားလဲမှာတော့မြတ်စွာဘုရားလည်းပဲနိဗ္ဗာန်အကြောင်းတရားကိုဟောတယ်ဆိုတာနားလဲတဲ့လူအတိုင်းဝိုင်းပဲဟောလို့ရမှာပေါ့ဒါစဉ်းစားကြည့်လို့ရတာပဲเนาะသို့သောနားမလဲတဲ့ပုဂ္ဂိုလ်တွေအပိုင်းတွေပြစ်ထားသလားဆိုပြစ်ထားဝယ်ရီလဲကြွားတယ်ခုနလိုပဲဝင်ပြီးတော့သူတို့ကောင်းဆောင်သဘောမျိုးနဲ့ဝင်ပြီးတော့ဟောတယ်သူတို့ရဲ့အသားရောင်သူတို့ရဲ့အတန်းသူတို့ရဲ့နေပုံထိုင်ပုံနဲ့အလုံးဟာသူတို့လူမျိုးလိုပဲထင်လိုက်ကြတယ်သူတို့ကောင်းဆောင်လိုပဲထင်လိုက်ကြတယ်သို့တော့ကောင်းဆောင်အစ်စ်လာတဲ့အခါခုနကဘယ်သူလဲဆိုတာတွေးကြရင်တယ်
ဖះကြွသွားတဲ့နေရာတွေမှာအဲ့ဒီပိဋကကလူသားတွေတည်းမကဘူးနတ်တွေပိဋကတွေတဲ့အတိုင်းဝိုင်းနဲ့လည်းမြတ်စွာဘုရားရောက်တယ်လို့ဆိုနော်အကုန်လုံးသွားအဲ့တော့ဒီဝေသာလီမျိုးကဥက္ခဆိုတဲ့တထေးအကြောင်းကိုဆက်မယ်ဆိုမြတ်စွာဘုရားကဝေသာလီရောက်ပြီးမဟာဝနမှာသတင်းသုံးနေထိုင်တဲ့အချိန်လေးမှာတနေ့တော့ကုတံကရသာလမှာတန်ဃာတွေဂျာတရားဟောရင်းနဲ့မြတ်စွာဘုရားထက်ပြောသွားတဲ့စကားလေးတစ်ခုအဲ့ဒါလေးကနေဒီသုတ်တံကိုသူကစလိုက်တာနော်မြတ်စွာဘုရားဘာထက်ပြောသွားတော့ဆိုယဟန်တို့ထူးခြားတဲ့အရည်ချင်းတွေနဲ့ဝေသာလီမျိုးသားဥက္ကတထေးဟာပြည့်စုံတယ်ထူးခြားတဲ့အရည်ချင်း10မျိုးနဲ့သူပြည့်စုံတယ်ဝေသာလီမျိုးကဒီဥက္ကတထေးမှာထူးခြားတဲ့အချက်10ခုရှိတယ်လို့ပြောပြီးတော့ဒါလေးပဲမိန့်ကြားပြီးမြတ်စွာဘုရားကကျောင်းထဲထသွားကျောင်းထဲဝင်သွားအခန်းထဲကြွသွားတယ်ရဟန်းတွေကိုဒါလေးပဲပြောခဲ့တယ်အဲ့တော့ဝေသာလီမျိုးကဥက္ကတထေးဟာထူးခြားတဲ့အမွေခုံကြီး10မျိုးနဲ့ပြည့်စုံတယ်လို့ပြောပြီးဒါလေးနဲ့ပဲဆုံးသက်ပြီးကြွသွားနောက်တည့်မနေ့ရောက်တဲ့အခါကျတော့ရဟန်းတစ်ပါးကအပိယသက်တွေမှာပါတဲ့ရဟန်းတစ်ပါးဝေသာလီမျိုးရဲ့ဆုံးကံဝင်ရင်ဥက္ကတထေးအိမ်ကိုကြွသွားတယ်ကြွသွားပြီးဥက္ကတထေးပြီးတဲ့ခင်းထားတဲ့နေရာမှာထိုင်ပြီးတော့သတင်းသုံးတဲ့အချိန်ဥက္ကတထေးကအနားလာအဲ့တော့လာတော့မြတ်စွာဘုရားမိန့်ကြားတာလေးကိုပြန်ပြောပြညာကတဲ့တန်ခါပိဋကတ်ထဲမှာမြတ်စွာဘုရားကဒီလိုမိန့်ကြားသွားတယ်ဝေသာလီမျိုးကဥက္ကတထေးမှာထူးခြားတဲ့အဝတ်ကောင်းတဲ့အရည်ချင်း10မျိုးရှိတယ်လို့မှတ်ကြလို့ရဟန်းတွေကိုလူမိတ်သွားတယ်လို့ပြောတယ်ရသော်ဗျာအဲ့လိုပြောသွားတယ်ဆိုတော့ဥက္ကတထေးကပါပြောတော့ဆိုရသော်ဗျာရည်ရွယ်ပြီးတော့ပြောတဲ့သူမှထူးခြားထင်ရှားတဲ့အဝတ်ရည်ချင်း10မျိုးဆိုတာတော့ဘယ်ဟာလို့သူမသိပါဘူးတဲ့ဒါပေမဲ့တော့သူ့မှာထူးခြားတဲ့အချက်10ခုရှိတယ်ဆိုတာကိုတော့သူပြောပြပါမယ်ဆိုသူ့ရဲ့ထူးခြားတဲ့အချက်10မျိုးကိုသူပြောပြအဲ့ဒါသူ့ဘဝစัจကြောင်းလေးဖြစ်သွားဘိုင်အိုဒေတာပေါ့နော်သူ့အတွက်မှတ်တမ်းလေးတစ်ခုဖြစ်သွားဒီသုတ်တံသူကဝေသာလီပြည်ကိုမြတ်စွာဘုရားကြွလာတဲ့အခါပထမဆုံးအချိန်တချို့လည်းမြတ်စွာဘုရားကြွလာမှဘုရားဝတ္တဖြစ်ကြတာလေဝေသာလီပြည်ဆိုတဲ့အခါမှာဘယ်ချိန်ကြွတယ်ဆိုတာတော့သေချာပေါင်းမှတ်တမ်းတင်ထားဘူးပထမဆုံးကြွတာကတော့ဝေသာလီပြည်မှာကတ်ကြီး3ပါးကတ်ဆိုတာအချိန်ပိုင်းကြီး3ခုယောဂဖြစ်နေတဲ့အချိန်ပိုင်းရောဂန္တရကတ်အစာရည်စားခေါင်းမပြီးငတ်မွနေကြတဲ့အချိန်ပိုင်းဒုဗိခန္တရကတ်ဒီအမြင်ရတဲ့တတ္တဝါတွေဘလူတရားတွေနှိမ့်ဆက်လို့လူတွေယောဂပို့ပြီးတော့ဖြစ်ကြတယ်ဆိုတော့အာမနုတန္တရကတ်လို့အချိန်ပိုင်း3ခုဟာပေါင်းဆက်ပြီးတော့ပင်ဒမစ်ပေါ့ခုခေတ်ပြောတယ်ကမ္ဘာကယောဂရှိဝေသာလီတစ်မြို့လုံးမှာလူဖြစ်နေတဲ့အချိန်တော့မြတ်စွာဘုရားကြွတယ်ယရဏသုတ်ကိုဟောလို့ဒီယောဂဗျာတွေငြိမ်းသွားတယ်ဆိုမှတ်တယ်အဲ့ဒီအချိန်ကလည်းဖြစ်နိုင်တယ်နောက်ပိုင်းကြွတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားကြွလာလို့သူဟာမြတ်စွာဘုရားကိုအဝေးကနေပြီးတော့ဖူးတွေးလိုက်တာနဲ့တပြိုင်နက်သူစိတ်ထဲမှာဘုရားပေါ်မှာရှုံချီဆုံးဖြတ်တဲ့တရားတရားစိတ်ချနှမှုတွေဖြစ်ခဲ့တယ်ဒါဘုရားဟုတ်လားမဟုတ်လားစဉ်းစားကြရမလို့သူစိတ်ထဲမှာဘုရားကိုတွေးလိုက်တာနဲ့
ရှုံကြည်တဲ့တရားတရားတွေဟာအခိုင်အမာဖြစ်သွားတယ်ဒါသူ့ရဲ့ဘဝမှာပထမဆုံးအချိန်အဝေးကမြင်လိုက်တာနဲ့ပဲဖះပေါ်မှာသူကကြည်ညိုလေးစားမှုတခါတည်းဖြစ်သွားတယ်တဲ့အဲ့ဒါပထမသူ့ရဲ့ထူးခြားတဲ့အရေးချင်းတစ်ခုပါတဲ့နောက်သူကြည်ညိုတဲ့စိတ်နဲ့မြတ်စွာဘုရားကိုချင့်ကပ်တယ်စိတ်ကပ်တယ်အဲ့လိုစိတ်ကပ်တဲ့အခါမှာမြတ်စွာဘုရားသူ့ကိုတရားဟောတယ်မြတ်စွာဘုရားတရားဟောလို့ရှိရင်အနုပုပ္ပိကထာလို့ခေါ်တယ်ဒီဟောစဉ်လေးကိုဘယ်တော့မှကြော်ပြီးတော့မဟောဘူးအနုပုပ္ပိကထာဆိုလူတယောက်လာလို့တရားဟောပြီဆိုလို့ရှိရင်ဘာလို့ဆိုတော့ပထမလူမှုတမ်းမှုဒါနကောင်းမှုရဲ့အကျိုးကျေးဇူးတွေကိုရှင်းပြလူရတဏ္ဍဟာကျိုးရှိတယ်ပေရကဏ္ဍဟာဓမ္မထူးခြားတယ်ဆိုတော့မြတ်စွာဘုရားတခါဟောတယ်ဘောဂတံဒါနတမ္မုဒာနိဘောဂနိလူတွေဘဝတစ်ခုမှရထားတဲ့လူတွေသုံးဆွဲရတဲ့စီစဉ်ဥစ္စာအသုံးဆောင်တွေအလုံးဟာအတိတ်ဘဝဒါနကောင်းမှုရဲ့အကျိုးပါတယ်လို့ပြောတယ်တမန်တော်စဉ်းစားကြည့်ပါငါဘာကစီးပွားရှာပြီးဝယ်ထားတာလို့နော်အပေါ်ရန်တွေးမယ်ဆိုရင်တော့ကိုယ့်ကိုရှာတာလို့ဒီလိုထင်အောင်ထင်တယ်ရှာတဲ့လူတွေအများကြီးမရတဲ့လူမရဘူးရတဲ့လူမှရအဲ့တော့ရတာကိုကရှာလို့ရတာကိုကအတိတ်ကကုသိုလ်ပါတယ်လို့ပြောတချို့ဆိုရင်လောကလက်ကလေးနဲ့ရတယ်တချို့ဆိုရှာတော့မရှာရဘူးတထေးအိမ်သွားပြီးတော့လူဖြစ်တယ်ဆိုဘယ်ရှာမှာဘာလို့ဆရာတော်မလို့သူ့အတွက်အစင်းနဲ့အစင်းရတဲ့အိမ်သွားမွေးရင်အနည်းတောင်မရှိဘူးနေစရာမပြောနဲ့ဘာမှကိုမရှိတာဒီတဲ့ကန်ဆိုးတာပါလာပြီဆိုရင်အမိုက်ပုံးနဲ့တောင်ပြစ်ခံစွန့်ပြစ်ခံအဲ့ဒါတွေဟာဒါအတိတ်ကအကြောင်းဆိုရှိတယ်တချို့ကျမွေးတွေကချမ်းသာတဲ့အိမ်သွားမွေးလိုက်တဲ့အတွက်ကြောင့်သူကဒါအတိတ်ကဒါနကောင်းမှုရှိလို့ဒါမှမဟုတ်ဒါနဆိုတာလုံးတဲ့နေဘဝတွေမှာဒီပြည့်စုံဒီလိုနေရထိုင်ရတယ်ဆိုတာဟာအတိတ်ဘဝဒါနကောင်းမှုရှိခဲ့လို့ပဲဒါနရဲ့အကျိုးကျေးဇူးဟောတယ်ပြီးတဲ့အခါကျတော့သီလရဲ့အကျိုးကျေးဇူးဟောတယ်နော်ကိုကျင့်သီလလည်းကောင်းဖို့လိုအပ်တယ်အသက်ရှည်တယ်ကျန်းမာတယ်ကိုကျင့်သီလကောင်းမှစီဝါဥစ္စာတွေခိုင်မြဲတယ်လူချစ်လူခင်ပေါ်တယ်မတရားဆွဆွဲခံရတာမရှိဘူးအသိဉာဏ်နဲ့ပြေဝတယ်ငါးပါးသီလရဲ့အကျိုးတွေကအဲ့တိုင်းပဲလေပဏာရိပါဒရှောင်းရင်သက်ရှည်တယ်အာရိဏနာနာရှောင်းရင်ပစ္စည်းဥစ္စာပေါ်တယ်ကာမေတုပိစ္ဆာသရရှောင်းရင်လူချစ်လူခင်ပေါ်တယ်ဘုဒ္ဓဝါဒရှောင်းရင်မတရားဆွဆွဲတော့မခံရဘူးသူရမေရိယရှောင်းရင်အိုင်ကျူမြင့်တယ်ပေါ့နော်အသိဉာဏ်ရှိတယ်အဲ့ဒီအကျိုးကျေးဇူးတွေကိုမြတ်စွာဘုရားသီလကထာဆိုပြီးတော့ဟောတယ်လူဘဝရတဲ့အခါမှာဒါနနဲ့သီလနဲ့ပြည့်စုံပြီဆိုရင်လုံးဝချမ်းသာတဲ့နတ်ပြည်ဆိုတာမခဲမှာဘူးဆိုပြီးနတ်ပြည်ကဘယ်လောက်ချမ်းသာတယ်ဆိုတာကိုလည်းပဲမြတ်စွာဘုရားဟောပြဒါနသီလကအကြောင်းနတ်ပြည်ကအကျိုးအကြောင်းနဲ့အကျိုးဆက်ပြဒီနတ်ပြည်ဒီနတ်ချမ်းသာကိုခံစားခြင်းရင်မင်းတို့ဒါနသီလလုပ်ဆိုတာပြောတာပဲအဲ့လိုပြောပြီးတဲ့အခါမှာမြတ်စွာဘုရားဘလောက်ချမ်းသာတဲ့နတ်ပြည်ဖြစ်ဖြစ်ကွာကာမဂုဏ်ဆိုတာဟာလူကိုပူလောင်စေတဲ့အရာသာဖြစ်ပါလေအဲ့ကြမှာတရားပြနော်လူကိုပူလောင်စေတဲ့အရာသာဖြစ်ပါလေကာမဂုဏ်ဆိုတာခံစားရတဲ့အချိန်လေးကမတမနည်းပြီးတော့ဆင်းရဲဒုက္ခတွေကများပါတယ်ဘာနဲ့ဥပမာတူတော့ဆိုကောက်ရုံမိလို့ပဲကောက်ရုံမိကြီးဟာကောက်ရုံကြီးကိုကင်ပြီးတော့ကောက်ရုံမိရှူကြီးကင်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ဝုန်းနဲ့လောင်တာပြစ်ချရင်ချမချရင်လူလောင်မှာပဲမြန်မြန်ချရင်ချကာမဂုဏ်လည်းတူတူပဲမြန်မြန်လွှတ်ရင်လွှတ်မလွှတ်ရင်လူလောင်ပြီဒီလိုဆိုလို့တယ်နောက်တစ်ခါရာစိတ်တကူပမာကာမဂုဏ်ဆိုတာတွေကငှားထားတဲ့ပစ္စည်းနဲ့တူပါတယ်ခဏနေပြန်ပေးလိုက်ရနောက်အိမ်မက်နဲ့တူပါတယ်အိမ်မက်ထဲတော့ပြောစရာကောင်းတယ်နိုးတာနဲ့ဘာမှမရှိတော့ကာမဂုဏ်ဆိုတာဓမ္မတူတောင်းပြီးတော့ဆင်းရဲဒုက္ခတွေများတယ်ဆိုကာမဂုဏ်ရဲ့အပြစ်ဟောတယ်
17ထာမြောက်9ခုမြောက်ကြတော့ဘာဟောတော့ဆိုအဲ့ဒီကာမဂုဏ်တွေကဆုတ်ခွာပြီးတော့ကာမဂုဏ်ကင်းတဲ့ဘဝမှာရဟန်းဘဝပဲဖြစ်စေကာမဂုဏ်ကထွက်ပြီးတော့တရားဓမ္မနဲ့နေနိုင်ပြီဆိုလို့ရှိရင်ဘယ်လိုအကျိုးကျေးဇူးတွေဘယ်လိုစိတ်ချမ်းသာမှုတွေရနိုင်လဲဆိုတဲ့နိခမဒုက္ခကာမဂုဏ်နဲ့မှာကာမဂုဏ်နဲ့ရတဲ့ချမ်းသာကကာမဒုက္ခအဲ့ဒီကာမဒုက္ခကိုမြတ်စွာဘုရားမီလဒုက္ခမစင်နဲ့တူတဲ့ချမ်းသာမစင်ဟာကင်ကြည့်ရင်တော့ဣလေးပဲဒါပေမဲ့အနတ္တဆိုတာအဲ့လိုပဲကာမဂုဏ်ချမ်းသာဆိုတာမစင်ပမာချမ်းသာပဲနိခမဒုက္ခဆိုရယ်ကာမဂုဏ်တွေကိုဖယ်ရှားလိုက်လို့ကာမဂုဏ်နဲ့လွတ်ကင်းနေတဲ့ချမ်းသာမျိုးကြတော့ထာဝရအေးချမ်းတယ်လို့အဲ့ဒီအနုပုပ္ပကထာလို့ခေါ်တဲ့ကထာ၅မျိုးနဲ့တရားဟောလိုက်တဲ့အခါမှာသူ့စိတ်ထဲမှာဘလို့ဖြစ်လာတော့ဒါနလုပ်ဖို့တို့သီလဆောက်တည်ဖို့တို့အတ္တသေးရောဖြစ်လာနောက်ကာမဂုဏ်ကထွက်ခွာဖို့တို့အတ္တသေးရောဖြစ်လာအဲ့လိုဖြစ်လာပြီဆိုမှမြတ်စွာဘုရားသစ္စာတရားကိုဟောတယ်စိတ်ကလေးအတက်လာပြီဆိုမှသစ္စာတရားကိုဟောလိုက်တဲ့အခါမှာသစ္စာတရားလည်းနားလိုက်ရရောဉာဏ်မျက်စိပွင့်သွားတယ်ဉာဏ်တကားဖွင့်ပေးလိုက်တဲ့သဘောပေါ့နော်အမှန်တရား၄ချက်ကိုဟောလိုက်တယ်အမှန်တရား၄ချက်ဆိုတာအကြောင်းနဲ့အကျိုးပဲရှားထရဒုက္ခအဲ့ဒုက္ခရတာဘာကြောင့်လို့လိုချင်တဲ့တဏှာကြောင့်အဲ့တော့ဒီဒုက္ခငြိမ်းတဲ့နေရာကိုလှုပ်ချင်မဂ္ဂင်၈ပါးကိုကျင့်ဆိုပြီးတော့ဒုက္ခနဲ့ဒုက္ခသမုဒယတတွဲဒုက္ခនិရောဓနဲ့မဂ္ဂတတွဲဆိုပြီးအကြောင်းသစ္စာအကျိုးသစ္စာအဲ့ဒါကိုရှင်းပြလိုက်တာနဲ့တပြိုင်နက်နားထောင်ရတဲ့ပုဂ္ဂိုလ်မှာဉာဏ်မျက်စိတစ်ခုပွင့်သွားတယ်အဲ့ပွင့်သွားတာအမှန်တရားနဲ့ပတ်သက်ပြီးသိသွားပြီယံကိစိသမုဒယဓမ္မသဗ္ဗတံនិရောဓဓမ္မသူပွင့်သွားပုံလေးကဝိပဿနာဉာဏ်နဲ့ပွင့်သွားပုံကတော့ဖြစ်ချင်းသဘောရှိတဲ့အရာမှန်သမျှဆိုလိုတာကဖြစ်လာတာမှန်သမျှပြည့်ချင်းမှဆုံးတတ်မယ်အလုံးဟာဖြစ်ချင်းသဘောရှိတဲ့တရားမှန်သမျှဟာပျက်စီးခြင်းသဘောရှိတာပဲဆိုတဲ့ဒီခံယူချက်အပြည့်အဝအမှန်တရားကိုနားလည်ပြီးတော့သွားတယ်အဲ့မှာဓမ္မမျက်စိဓမ္မစက္ခုရတယ်ဆိုတော့သူတတ္တဝါဖြစ်သွားတယ်လို့ပြောတယ်နော်တကယ်နားလည်သွားပြီတရားနဲ့ပတ်သက်ပြီးတန်တရားကင်းသွားပြီမြင်မှန်ရသွားပြီအမြင်မှန်ရခြင်းတန်တရားကင်းခြင်းဒိဋ္ဌိနဲ့ဝိသိကိစ္စကင်းသွားတာကိုပဲသောတပန်လို့ခေါ်တာသောတပန်ဖြစ်သွားရင်ဘာဖြစ်တုံးဆိုဘုရားပေါ်မှာနှစ်ကယုံကြည်တယ်တရားနဲ့ပတ်သက်ပြီးနှစ်ကယုံကြည်တယ်တန်ခါနဲ့ပတ်သက်ပြီးနှစ်ကယုံကြည်ငါးပါးသီလကိုအသက်ထက်တန်ဖိုးထားပြီးတော့မြတ်လို့တယ်ဆိုတာဒီရည်ချင်းလေးရက်နဲ့ပြည့်စုံသွားတယ်ဆိုတာမပြောင်းလဲတဲ့အရည်ချင်းလေးရက်ပြည့်စုံသွားအဲ့ဒီချိန်မှာသူမြတ်စွာဘုရားကိုကိုယ်ဝယ်စိတ်ကတဲ့ဥပဒကအဖြစ်ဘုဒ္ဓံတရဏဂိစ္ဆာမိဓမ္မတရဏဂိစ္ဆာမိဆိုပြီးတော့မြတ်စွာဘုရားရဲ့ဥပဒကအဖြစ်ခံယူလိုက်တယ်ခံယူပြီးတော့သူဘာဆောက်တည်လိုက်တော့ဆိုဗြဟ္မစရိယပင်စမဆိုသိက္ခာပုဒ်ကိုဆောက်တည်တယ်ငါးပါးသီလသူဆောက်တည်တဲ့ငါးပါးသီလကကာမေတုမိစ္ဆာစာရအစာအဗြဟ္မစရိယဝေရမဏိသိက္ခာပရံသမာရိယမိငါးပါးသီလကအဲ့ဒါကောမာရိဗြဟ္မစရိယသီလလို့လည်းခေါ်တယ်လူပြိုတွေအိမ်တော်မရှိတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ငါးပါးသီလကိုကာမိတုမိစ္ဆာစာရလို့မဆောက်တည်ပဲနဲ့ကာမိတုမိစ္ဆာစာရဝေရမဏိသိက္ခာပရံသမာရိယမိလို့မဆောက်တည်ပဲနဲ့အဗြဟ္မစရိယဝေရမဏိသိက္ခာပရံသမာရိယမိလို့ဆောက်တည်ရင်ဗြဟ္မစရိယပင်စမဗြဟ္မစရိယကို၅ခုမြောက်ဖြစ်ထည့်ပြီးတော့ပါဝင်တဲ့သိက္ခာပုဒ်၅ခုလို့ပြောတာဉာဏတူတူပဲပါဏာတိပါဒဝေရမဏိအာရိဏဒါနဝေရမဏိအဗြဟ္မစရိယဝေရမဏိမုဒဝါဒဝေရမဏိသူရမေရိယမိစ္ဆပါရဏဒါနဝေရမဏိသိက္ခာပရံသမာရိယမိလို့ဒီလို၅ပါးသီလကိုဗြဟ္မစရိယပင်စမလို့ဆောက်တယ်အဲ့တော့ဗြဟ္မစရိယပင်စမဆိုတာအိမ်တော်ရှိတော့လဲအိမ်တော်ဆက်ဆံမှုမျိုးမလုပ်တော့အိမ်တော်မရှိတဲ့ပုဂ္ဂိုလ်တွေဆောက်တည်ကြတယ်ဟာမျိုးပေါ့နော်အဲ့လိုဗြဟ္မစရိယပင်စမသိက္ခာပုဒ်ကိုဆောက်တည်လိုက်တယ်
ဒါဟာဖျားနဲ့တွေ့ပြီးတရားနာလိုက်တာနဲ့တပြိုင်နက်သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ဇမစရိယပင်စမသိက္ခာပုဂ္ဂိုလ်ဆောက်တည်ခြင်းဟာသူ့ရဲ့ဒုတိယထူးခြားချက်ပဲဒုတိယထူးခြားချက်တတိယထူးခြားချက်ကိုသူဆက်ပြောတယ်ဆက်လျှောက်တယ်သူ့မှာအိမ်တော်ပဲ၄ယောက်ရှိတယ်တဲ့လူပြိုတဲ့အရွယ်ရွယ်တွေနဲ့တထေးဆိုရှေးခေတ်ကလည်းအဲဒီအိမ်တော်ပဲ၄ယောက်ရှိတယ်အဲ့ဒီအိမ်တော်ပဲ၄ယောက်ကိုသူသွားတွေ့ပြီးတော့မပြောတော့ဆိုငါအခုဖျားတရားနာခဲ့ရလို့တဲ့ဗြဟ္မစရိယပစ္စမဒီသိက္ခာပုဂ္ဂိုလ်ငါဆောက်တည်ထားတယ်သူအိမ်တော်ရေးကိစ္စသူမပတ်သက်တော့ဘူးပေါ့အဲ့တော့မင်းတို့ဆန္ဒရှိလို့ရှိရင်ဒီအိမ်မှာပဲဆက်နေနေကျင်နေဆိုရင်ဒီအိမ်မှာပဲဆက်နေရှိတဲ့ပစ္စည်းခါတိုင်းလို့သုံးလှူစရာရှိရင်လှူခွင့်ရပေးတယ်အကယ်၍များနောက်အိမ်တော်ပြုမိဘအိမ်ပြန်ကျင်တယ်ဆိုရဲပြန်အကယ်၍နောက်အိမ်တော်ပြုချင်တယ်ဆိုရင်ဘယ်သူစီသူကနောက်အိမ်တော်ချပေးရမလဲဆိုတော့သူရဲ့အိမ်တော်ဘက်၄ယောက်ထဲကသူ့အမျက်နှိုးဆုံးအမျိုးသမီးကဘာပြောတော့ဆိုသူ့ပဲအမျိုးသားနဲ့အိမ်တော်ချပေးပါလို့ပြောဒါနဲ့သူကအဲ့ဒီအမျိုးသားကိုခေါ်တယ်အိမ်ခေါ်ပြီးတဲ့အခါကျတော့သူ့အမျိုးသမီးကိုလက်ဝဲဘက်ကကင်လက်ရဘက်ကရေကရားကိုကင်ပြီးတော့ရေစက်ချပြီးလှူလိုက်တယ်ရေစက်ချတယ်ဆိုအဲ့ဒါပဲเนาะရှေးခေတ်ကလက်ရဘက်ကရှေးကရားနဲ့ရေလောင်းတယ်လက်ဝဲဘက်ကပစ္စည်းဥစ္စာကိုဟိုဘက်ကိုထည့်တော့အမျိုးသမီးရဲ့လက်ကိုကင်ပြီးတော့ဟိုမျိုးသားရဲ့လက်ထဲကိုထည့်ပြီးတော့ရှေ့သွန်းလောင်းပြီးတော့လှူလိုက်တယ်အဲ့ဒီလိုသူ့ရဲ့ဟိုအကြီးဆုံးဆိုတာတမိုးဟိုတဲ့ပေါ့ရန်တို့ဆုံးအမျိုးသမီးကိုတခြားအမျိုးသားတူနဲ့အိမ်အောင်ချပေးရတာနဲ့ပတ်သက်ပြီးတော့တဲ့သူ့မှာစိတ်ထဲမှာဘလို့မှမခံစားရဘူးပြောင်းလဲမှုဖြစ်ဘူးတဲ့သူ့စိတ်ထဲဒါဟာသူ့ရဲ့ထူးခြားချက်ပဲအဲ့တော့သူလုံးနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့သူဟာသောတာပန်အဆင့်နဲ့မကဘူးအနာဂတ်အဆင့်ရောက်တဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒီလိုဒါသူ့ရဲ့ဟိုတတိယမြောက်ထူးခြားတဲ့ရည်ချင်းမှာတဲ့နောက်သရုပ်ထမြောက်ရည်ချင်းကတော့ဘာလို့ဆိုသူ့အိမ်မှာရှိတဲ့ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်လာပြီးရင်အကျင့်ကောင်းအနေထိုင်ကောင်းတဲ့ပုံကိုယ်တွေကိုလှူရေးတန်းရေးနဲ့ပတ်သက်လာတဲ့အခါမှာပုဂ္ဂိုလ်လည်းမခွဲခြားဘူးပစ္စည်းကိုလည်းမခွဲခြားဘူးနော်ဒီပုဂ္ဂိုလ်လှူမယ်ဒီပုဂ္ဂိုလ်တော့မလှူဘူးဒီပစ္စည်းတော့လှူမယ်ဒီပစ္စည်းမလှူဘူးလို့အဲ့ဒါလို့မရှိဘူးတဲ့သူဟာဘယ်ဟာပဲဖြစ်ဖြစ်သူလှူနိုင်တယ်လို့ဆိုလို့အဲ့ဒါလို့ခွဲခြားမှု discrimination သူမှမရှိတော့ဘူးအဲ့လိုမထားဘူးတဲ့အဲ့ဒါဟာသူ့ရဲ့သရုပ်ထအောဝဲရည်ချင်းတစ်ခုပဲတဲ့နောက်ပိစမမြောက်ကြတော့သူဟာဘယ်ဘုန်းကြီးထံသွားသူစိတ်ကတဲ့တန်ဃာဆိုရင်ဘယ်တန်ဃာပဲဖြစ်ဖြစ်သူဟာတလေးတစားရိုးသေးသေးစိတ်ကတဲ့ဘယ်တော့မှအမတ်တမဲ့မစိတ်ကဘူးဒါသူ့ရဲ့ထူးခြားချက်တစ်ခုငါးခုမြောက်အောင်ပဲနောက်အဲ့ဒီတန်ဃာကိုသူယဟန်တစ်ပါးကိုစိတ်ကတဲ့အခါမှာတဲ့အဲ့ဒီယဟန်ကသူ့ကိုတရားဟောမယ်ဆိုလို့ရှိရင်တလေးတစားနားထောင်တယ်အကယ်၍ဘုန်းကြီးကယဟန်ကသူ့ကိုတရားမဟောဘူးဆိုရင်သူကဟောတာအလကားတော့ပြန်မလာဘူးနော်ဘုန်းကြီးစီကတရားနာရရင်ရမနာရရင်သူတရားနာရမှာလားသူကဟောပြခဲ့တယ်အဲ့ဒါသူ့ရဲ့6ခုမြောက်ထူးခြားချက်ပါပဲနောက်9ခုမြောက်ထူးခြားချက်ကတော့ဘာလို့ဆိုလို့ရှိရင်သူတရားဓမ္မသိပြီးတော့ရိယသောကဖြစ်တဲ့အချိန်မှာနတ်တွေကသူ့လာပြောတယ်
တတိမြတ်စွာဘုရားဟောတဲ့တရားတွေကအလုံးမှန်ကန်တယ်သုခတမမှန်ကန်ဟောတဲ့တရားတွေဖြစ်တယ်လို့နတ်တွေကပြောကြအဲ့တော့သူကဘာပြောတော့ဆိုအဲ့နတ်တွေကိုတဲ့နတ်မင်းတို့ကမှန်ကန်တဲ့သုခတဖြစ်တယ်လို့ပြောသည်ဖြစ်စေမပြောသည်ဖြစ်စေကျွန်ုပ်ကိုယ်တိုင်ကမှန်ကန်တယ်လို့ခံယူထားတာဖြစ်တယ်ဆိုပြီးတော့နတ်တွေကသူ့ကိုဒီလိုလာပြောတယ်နတ်တွေနဲ့သူစကားပြောရတယ်ဆိုပြီးတော့သူ့စိတ်ထဲမှာအထင်ကြီးစိတ်ဘဝင်မြင့်တဲ့စိတ်လုံးဝမဖြစ်ဘူးတဲ့ဘာမှမထူးဂုဏ်ယူတဲ့စိတ်လည်းမရှိဘူးတဲ့ဂုဏ်ယူခြင်းဘဝင်မြင့်ခြင်းကိုယ်ထင်မြင်ရောက်ခြင်းဒါတွေသူ့မှာလုံးဝမရှိပါဘူးတဲ့ဒါ9ခုမြောက်သူ့ရဲ့ထူးခြားချက်ပါတဲ့နောက်10ခုမြောက်ထူးခြားချက်ကိုသူကပြောတော့ဆိုရင်သူ့မှာတဲ့ဩရံဘာဂိယတန်ရောစဉ်5မျိုးတဲ့ကဘယ်တန်ရောစဉ်မှတစွန်းတစမရှိတော့ပါဘူးအလုံးပယ်ပြီးပါပြီဒါလေးကိုတော့နည်းနည်းရှင်းရမယ်ဩရံဘာဂိယတန်ရောစဉ်10မျိုးကို2ပိုင်းခွဲတယ်ဩရံဘာဂိယတန်ရောစဉ်နဲ့ဥဒ္ဒံဘာဂိယတန်ရောစဉ်ဆိုလိုတာကကာမဘုံနဲ့ပတ်သက်တဲ့တန်ရောစဉ်5မျိုးအထက်ပြမဘုံနဲ့ပတ်သက်တဲ့တန်ရောစဉ်က5မျိုးအလုံးတန်ရောစဉ်10မျိုးလို့ခေါ်တယ်အဲ့တော့သူကကာမဘုံနဲ့ပတ်သက်တဲ့တန်ရောစဉ်5မျိုးသူမှလုံးဝမရှိတော့ဘူးတဲ့အဲ့တန်ရောစဉ်5မျိုးကဘာလို့ဆိုလို့ရှိရင်ကာမရာဂကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့တွေ့တာတဲ့စိတ်လုံးဝမရှိဘူးဖြာပါဒဒေါသနဲ့ပတ်သက်ပြီးလုံးဝမရှိတော့သက္ကာယဒိဋ္ဌိခန္ဓာကိုယ်နဲ့ပတ်သက်ပြီးအတ္တလို့ဆွဲလန်းတာတခုမှမရှိတော့သီလဝတ္တပရမတ္တအကျင့်နဲ့ပတ်သက်ပြီးမှောက်မှောက်မှမှဆင်ញင်သုံးသပ်မှုမရှိဘူးဝိသိကိစ္စတန်တရားဆိုတဲ့တန်ရောစဉ်သူမှမရှိဘူးအဲ့ဒီတန်ရောစဉ်ငါမျိုးကကာမဘုံနဲ့သက်ဆိုင်လို့ဩရံဘာဂိယဒီဘက်ကန်းကတန်ရောစဉ်လို့ဆိုလို့ကာမဘုံကလူတွေပြောရင်ဒါကာမဘုံနဲ့သက်ဆိုင်တဲ့အောက်ကတန်ရောစဉ်5မျိုးဥပမာဘာနဲ့တူလို့ဆိုရင်လူတယောက်မှာခြေထောက်ကခြိထတာကျိုး5ချောင်းခေါင်းကခြိထတာကျိုး5ချောင်းရှိတယ်ခေါင်းကခြိတဲ့ကျိုး5ချောင်းကအပေါ်ဆွဲတင်တာအောက်ကခြိတဲ့ကျိုး5ချောင်းအောက်ဆွဲချတာဒီဩရဘာဂိယတန်ရောစဉ်ဆိုတာခြေထောက်မှာခြိထားတဲ့ကျိုး5ချောင်းပဲဒီကျိုး5ချောင်းမပြတ်သေးဘူးဆိုရင်အောက်ကြည့်ရဆွဲချမယ်အောက်ဆိုတာဘာပြောတော့ပြောကာမဘုံအပယ်4ဘုံအပါဝင်ပေါ့နော်ကာမ7ဘုံကိုဆွဲချအဲ့တော့ဘုန်းကြီးတို့တွေကာမဘုံနဲ့ရောက်နေတယ်ဆိုတာဒီတန်ရောစဉ်တွေကြောင့်ရောက်ဒီတန်ရောစဉ်ကျိုးတွေကြောင့်ရောက်အဲ့တော့သူ့မှာတဲ့ဒီဩရဘာဂိယတန်ရောစဉ်5မျိုးဟာတစွန်းတစမှလက်ကျမရှိတော့ဘူးကုန်ပြီလို့ပြောအဲ့ဒါသူအနာဂံဖြစ်ပြီလို့ပြောတာပဲဒါအနာဂံဖြစ်ရင်အဲ့တန်ရောစဉ်5မျိုးကုန်တယ်ဒါအနာဂံဘဝကိုဖော်လိုက်တာဒါက10ခုမြောက်သူ့ရဲ့ထူးခြားအောင်ဝယ်ဖြစ်ပါတယ်အဲ့ဒီအကြောင်းတွေကိုအိမ်ကြွလာတဲ့ကိုတော်ကိုရှောက်လိုက်တဲ့အခါအဲ့ကိုတော်ကအိမ်ကနေပြန်သွားပြီးတော့မြတ်စွာဘုရားစီသွားတယ်မြတ်စွာအကြောင်းရောက်တော့မြတ်စွာဘုရားစီချဉ်ကပ်ပြီးတော့ဝေဒာလိမျိုးသားဥက္ကဥပဒကနဲ့ပြောဆိုဆွေးနွေးခဲ့တဲ့အကြောင်းတွေကိုသူပြောလိုက်တဲ့စကားတွေကိုမြတ်စွာဘုရားအကုန်ရှောက်တယ်ရှောက်တဲ့အခါမှာမြတ်စွာဘုရားကဟုတ်တယ်ငါရည်ရွယ်ပြီးတော့10ခုလို့ပြောတာလေဒီ10ခုပဲသူပြောတဲ့အတိုင်းပဲမှန်တယ်သူမှဒီလိုထူးခြားတဲ့အရေးချင်း10ခုရှိတယ်လို့ငါပြောလို့တာလေဒီ10ခုပဲလို့မြတ်စွာဘုရားအတည်ပြုပေးတယ်ဒါဒီသုတ်တံနော်ဒီသုတ်တံမှာအဲ့တော့ဒီဥပဒကနဲ့ပတ်သက်ပြီးတော့နောက်ထူးခြားချက်မြတ်စွာဘုရားစီကသူတရားနာရလို့သူ့ရဲ့ထူးခြားတဲ့ဆောင်ရွက်မှုလေးတွေပြောရမယ်ဆိုရင်သူ့ဘဝစာကြောင်းကိုဆုံးသက်ထားတယ်ပေါ့အဲ့ဒါကိုမနာပတ္တာဤသုတ်လို့ခေါ်တယ်အဲ့သုတ်တံမှာ
ရက်တော့မြတ်စွာဘုရားကမြတ်စွာဘုရားကိုအိမ်ပင့်တယ်အိမ်ပင့်တော့မြတ်စွာဘုရားစီမြတ်စွာဘုရားကိုဆွမ်းကပ်တဲ့အခါမှာသူလျှောက်တာလေးဘုရားမှုရှိတဲ့တန်ခါးတွေကိုပင့်ပြီးတော့အိမ်မှာဆွမ်းကပ်တဲ့အခါမှာရှင်ဘုရားတဲ့ရှင်ဘုရားဟောတဲ့တရားကိုတပည့်တော်မှတ်သားထားတာတစ်ခုရှိပါတယ်တဲ့မနာပဓာဤလဘတိမနာပံဆိုတဲ့စကားလုံးကိုတပည့်တော်မှတ်မိနေတယ်တဲ့မနာပဓာဤနှစ်သက်မြတ်နိုးစရာကောင်းတဲ့ပစ္စည်းဥစ္စာကိုပေးလှူတဲ့ပုဂ္ဂိုလ်ဟာမနာပံနှစ်သက်မြတ်နိုးစရာပစ္စည်းဥစ္စာကိုလဘတိရ၏အကောင်းလှူရင်အကောင်းရတယ်ဒီလိုဆိုလိုတာပေါ့နော်အကောင်းလှူတဲ့ပုဂ္ဂိုလ်ဟာကောင်းတာရတယ်ကောင်းတာလှူရင်ကောင်းတာရတယ်အကောင်းဆုံးလို့လှူရင်အကောင်းဆုံးရတယ်အဲ့ဒီဟာလေးကိုတပည့်တော်မှတ်မိနေတယ်တဲ့ဒါကြောင့်မို့အဲ့ဒီတိုင်တပည့်တော်ကျင့်သုံးဖို့ဆိုပြီးတော့သူမြတ်စွာဘုရားကိုဒါလေးကိုပဲအကိုးကလုပ်ပြီးတော့မြတ်စွာဘုရားကိုလှူတာတန်းတာလုပ်တယ်အဲ့ဒီချိန်ရှင်ဘုရားဟောတယ်မြတ်နိုးဘွယ်အကောင်းဆုံးကိုလှူလို့ရှိရင်မြတ်နိုးဘွယ်ပစ္စည်းဥစ္စာရတယ်လို့ဟောတယ်တဲ့အရှင်ဘုရားတဲ့အခုရှင်ဘုရားတို့ကပ်ဖို့စီမံထားတဲ့အင်ဂျင်ပွင့်တရံဒီခဲဘွယ်လေးအင်ဂျင်ပွင့်ပုံစံမျိုးလုပ်ထားတဲ့ခုခေတ်ဆိုလို့ရှိရင်တော့ဘစ်ကွတ်ဟာလို့ပေါ့နော်မဟုတ်ဘူးအဲ့ဒီမုံလေးဟာအမှန်တမ်းနှစ်သက်စရာကောင်းတယ်အရသာလည်းရှိတယ်ကြည်ရတာလည်းလှခုခေတ်ဆိုတော့ပူပေါ်တာပေါ့နော်ဒါတွေပုံစံမျိုးမျိုးနဲ့လုပ်ထားတဲ့စားတော့ဖွဲ့တွေအနံလည်းကောင်းရတာလည်းကောင်းအဲ့တော့ဒီအင်ဂျင်ပွင့်တရံလုပ်ထားတဲ့ဒီမုံခဲဝဲလေးဟာအမှန်တမ်းနှစ်သက်စရာကောင်းတယ်တပည့်တော်ပေါ်မှာတနာငဲ့ညာတဲ့အနေနဲ့ဒီမုံလေးကိုအလှခံမှာအဲ့မုံကပ်ရင်ရှောက်တာမြတ်စွာဘုရားအလှခံလိုက်နောက်တစ်ခုတစ်ခါဆွမ်းကပ်ရင်အရှင်ဘုရားတဲ့ဇီးသီးနဲ့ချက်ထားတဲ့ဟောဒီဝက်သားဟာအမှန်တမ်းအရသာရှိပါတယ်ဘယ်လိုချက်တယ်ဆိုတာတော့ရမှာထားဝက်သားချက်ကတော့ခုခေတ်မှာတော့တောင်မျိုးကဝက်သားချက်ဆိုတာနာမည်ကြီးတောင်မျိုးမှာဝက်သားချက်တောင်မျိုးရောက်ရင်တော့မေးကြည့်ပေါ့အမရပူရလို့ပရပူရလို့ခေါ်တဲ့တောင်မျိုးမန္တလေးမြို့နာပရပူရအဲ့ဒီအမရပူရဝက်သားချက်ကဇီဝသီတို့ဖန်ငါသီတို့အစုံထည့်ပြီးတော့ချက်ထားတယ်အယောင်ကတော့ဟိုတဲ့အတဲ့ရောင်ဖြစ်သွားပြီးတော့ဒီတရတိချောင်းနဲ့ချက်ထားတယ်ပို့ပြီးတော့ရတာရှိတယ်။ပုံကြီးနဲ့ချက်ထားတယ်လို့ပဲအဲ့ဒါ special ပဲအမရပူရကအကျွေးမွေးရှိတိုင်းအလူတန်းရှိတိုင်းအမရပူရဝက်သားချက်ဆိုတာ special ပဲအဲ့ဒါလိုပဲအခု तू ကဇီးသီးနဲ့ချက်ထားတယ်ဒီဝက်သားချက်ဟာတဲ့ဗဒမကောင်းတယ်ရတာရှိတယ်မျက်နှာဝက်ရှိတယ်လူကြိုက်လည်းများတယ်အဲ့ဒါကိုရှင်ဘုရားကိုကပ်ပြရစေလှူခံပါမြတ်စွာဘုရားလှူခံတယ်ဒါဒုတိယတတိယကြတော့ရှင်ဘုရားစီစစ်ထားတဲ့ဟောဒီကစွန်းရွက်ကြော်လေးဟာအဗဒမရတာရှိပါတယ်ဘလို့ကြော်ထားတယ်တော့မသိဘူးเนาะကစွန်းရွက်ခုခေတ်ဆိုရင်တော့ပိုကောင်းအောင်ကြော်မှာပေါ့เนาะဒီကစွန်းရွက်ကြော်လေးကအလွန်ရတာရှိပါတယ်ဒါကိုလည်းပဲအရှင်ဘုရားတပည့်တော်ငှက်ညာပြီးလှူခံပါဘုရားဆိုဒါသုံးခုမြောက်ကပ်ပြီးတော့အရှင်ဘုရားတဲ့ဟောဒီတလေးထံပေါက်ဆွမ်းဟင်းမျိုးစုံပါတယ်အသားငါးတွေပါတယ်ဟောဒီတလေးထံပေါက်ဆွမ်းလေးအလွန်နှဲ့သက်စရာကောင်းပါတယ်တဲ့အဲ့ဒီတလေးထံပေါက်ကိုရှင်ဘုရားအလှခံတော်မူပါသူကရိုးရိုးဆုံးမွဲကတ်တာမဟုတ်ဘူးသူကဒါလည်းလူကြိုက်များတယ်ဒါလည်းလူကြိုက်များတယ်ဒါလည်းကောင်းတယ်အကောင်းနေကြီးပဲသူကကတ်တဲ့သဘောပေါ့နော်သာလီနံဩရနောဆိုတာသာလီတလေးဆိုတာ
အခုကတော့ဘာစမတီတို့ဘာလို့ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်အိန္ဒိယတောင်ပိုင်းနေကုန်းမြင့်နေမှာစိုက်တဲ့ဘာစမတီတို့လို့ဟာပြောနော်ကုန်းမြင့်နေတလေးစွာတလေးတံပေါ့အဲ့ဒါကိုကတ်တော်မြတ်စွာဘုရားလက်ခံလိုက်တယ်ပြီးပြီဆိုတဲ့အခါကျတော့ဒါဆွမ်းကတ်တဲ့အပိုင်းဆွမ်းကတ်ပြီးတဲ့အခါကျတော့သင်္ကန်းလှူတာသင်္ကန်းလှူတဲ့အခါကျတော့ရှေးခေတ်ကတော့ချုပ်ပြီးသားသင်္ကန်းလှူတာမဟုတ်ဘူးပိတ်အုပ်တို့ဘာလို့လှူတာခုခေတ်ကရှေးကတော့သင်္ကန်းတွေကဘုန်းကြီးတွေကကိုယ့်ကိုချုပ်ရကိုယ့်ကိုချုပ်ရဒါမို့ကတိနာဆိုတဲ့ကလုံးကထိန်တို့ခေါ်ကြတဲ့ကတိနာဆိုတာသင်္ကန်းချုပ်တဲ့ပုံစံချတာတဲ့ဖရိန်ကြီးတွေကားပေါင်ကြကြီးတွေကိုခေါ်တာကားပေါင်ကြကြီးကိုခေါ်တာအဲ့ဒီမှာခြီးပြီးတော့သင်္ကန်းကိုချုပ်ကြရတယ်သင်္ကန်းနဲ့တိုင်းပြီးတော့လှုပ်ထားတယ်ဟာနော်လက်နဲ့ပဲချုပ်ကြရရှေ့ကစက်တွေမရှိတော့ဖះလည်းချုပ်ရတာပဲအငါတွေလည်းချုပ်ရတာပဲကိုယ်သင်္ကန်းကိုချုပ်ဝကြတယ်အဲ့ဒီမှာဒီတတိယအရှင်ဘုရားဟောတာကာတိတိုင်းပြည့်အဝတ်ဟာအဲ့ဒီခေတ်မှာတော့အကောင်းဆုံးအဝတ်ဖြစ်ပါတယ်တဲ့ဒါကိုလည်းပဲရှင်ဘုရားလူခတ်မှာဆိုကာတိကဝဋ္ထလို့ခေါ်တယ်ကာတိတိုင်းပြည့်အဝတ်ကိုလူတယ်နောက်တစ်ခါဘာလှူတုံးဆိုတထေးတွေအသုံးပြုတဲ့အဲ့ရဂရင်ကြီးပေါ့ရှေးတော့ပန်လင်ကားလို့ခေါ်တယ်ဂရင်ကြီးအဲ့ဂရင်ကြီးကဒီကောစောနဲ့ကြီးတွေနဲ့ခင်းပြီးတော့အုပ်ထားတယ်ပန်းပြောက်ချေကောစောတွေနဲ့လှုပ်ထားလေးရှိတယ်ကရလီဆိုတဲ့ဝွန်ပိုင်သားရည်နဲ့ကုတ်ပြီးတော့ထားတာတထေးတွေမှအိတ်နိုင်တဲ့ဟာပေါ့နော်ခြေရင်ကောင်းရင်မှခေါင်းအနီကြီးတွေထည့်ထားတဲ့အပေါ်ကမျက်နှာချက်ဖိတံမျက်နှာချက်အုပ်ထားတယ်အဲ့ဒီတထေးသုံးတဲ့ဥစ္စာတေယနာမဟာတေယနာဆိုတဲ့အဗဓမ္မချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ရဲ့အိတ်ခမ်းထဲမှာသုံးလေးသုံးထားရှိတဲ့အဲ့ဒီအိယာကရင်အစုံကိုမြတ်စွာဘုရားကိုလှူတယ်လှူပြီးတော့သူကဘာလျှောက်တုံဆိုရင်ဒါပေမဲ့ဗျာတဲ့ဒီအိယာကရင်နေရှင်ဘုရားတို့မသုံးဘူးရှင်ဘုရားတို့မှမအပ်ဘူးဆိုတာတပည့်တော်သဘောပေါက်ပါတယ်ကောင်းလွန်းလို့လှူတာပါဆိုပြီးတော့လှူတယ်မြတ်စွာဘုရားမအပ်ဘူးအဲ့ဒါလေးကိုလှူတယ်ဆိုတော့ဟုတ်ပြီရှင်ဘုရားတို့မှမအပ်တာကိုသူလှူတာဖြစ်လို့ရှင်ဘုရားတို့မအပ်ရှင်ဘုရားတို့မှမအပ်မှသူသိပါတယ်တဲ့ဒါပေမဲ့လို့သူ့ကိုငဲညာပြီးတော့လူခမဆွဲပုံစံမျိုးရှောက်မြတ်စွာဘုရားအဲ့ဒါတွေအထက်ကရာကျတော့မှတ်တမ်းတင်ထားတယ်ဒါကျတော့တချို့အရာပုံဖြတ်ပြီးတော့ရဟန်းတန်ခါတွေဝေပေးတယ်လို့ပြောတယ်လိုအပ်တဲ့ဟာတွေပေါ့နော်အဲ့မှာပါတဲ့ပစ္စည်းတွေဖြတ်လိုက်တယ်ဖြတ်ပြီးတော့အကုန်လုံးဝေပေးတယ်နောက်ဆုံးတစ်ခုကတော့ဘာလို့ဆိုရင်အရှင်ဘုရားတဲ့ဟောဒီစန္ဒကူတစ်တာပြားအဲ့ဒီခေတ်ကတအားစီကြီးတယ်ပေါ့အဲ့တော့ပြင်ချက်ဆိုတာသူတို့ခေတ်မှာဘာသုံးလို့ဆိုရင်နိုင်ရန်တွေကိုမှီပြီးတော့ထိုင်တဲ့အခါမှာနောက်မှီအနေနဲ့လည်းသုံးတယ်ဒါလည်းနောက်မှီဖြစ်သုံးတာဖြစ်နိုင်တယ်စန္ဒနာဖလကလို့ခေါ်တယ်ဒီတိုင်းအုတ်နိုင်ရန်ကြီးကိုသွားပြီးတော့ထိုင်တာမျိုးမဟုတ်ပဲနဲ့အဲ့တထေးတွေကြတော့အမှန်တန်ကောင်းတဲ့တန်မိုးကြီးတဲ့စန္ဒကူသားတို့ဘာတို့နောက်မှီပြင်ချက်လုပ်ပြီးတော့အဲ့ဒီမှာမှီလေးရှိတယ်အဲ့ဒါတသိန်းကျော်တန်တယ်တဲ့ဒီပြင်ချက်လေးတစ်ခုကစန္ဒကူသားနဲ့လှုပ်ထားတဲ့ပြင်ချက်အဲ့ဒါကိုလည်းပဲရှင်ဘုရားကိုလှူပြရစေပါဆိုပြီးတော့စန္ဒကူသားပြင်ချက်တစ်ခုမိဖို့ရအတွက်နောက်မိတကယ်တစ်ခုကိုလှူတယ်အဲ့လိုဒီတထေးကကောင်းပြီဆိုတာတန်မိုးရှိပြီဆိုတာတွေကိုလှူလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကသူ့အလှူကိုအနုမောဒနာတရားဟောတဲ့အခါမှာဘယ်လိုဟောတော့မြတ်စွာဘုရားအနုမောဒနာတရားဟောတာကာထာနှစ်ပုဒ်နဲ့ဟောလိုက်မနာပဒါယီလဘတိမနာပံနှစ်သက်ဖွယ်မြတ်နိုးဖွယ်ပစ္စည်းကိုလှူတဲ့ပုဂ္ဂိုလ်ဟာနှစ်သက်ဖွယ်မြတ်နိုးဖွယ်ပစ္စည်းကိုရတယ်ယောဥစုပုဒေတုတရာတိသန္တာသန္ဒတာ
ကိုယ့်ရဲ့ဆန္ဒအလျောက်တဲ့ဖြောင်းမြတ်မတ်ကျင့်ကြံတဲ့ပုဂ္ဂိုလ်တွေကိုနှစ်သက်ဖွယ်ပစ္စည်းဥစ္စာကိုလှူတယ်ဣစ္ဆာရဏံတေနမာနပါဏဣစ္ဆာရဏဆိုတာအဝတ်တေနဆိုတာအိယာအနဆိုတာအစာအာဟာရပါဏဆိုတာအဖျော်ယမကဒါနပကာရဏိစပစ္စယနိအသုံးဆောင်ပစ္စည်းအမျိုးမျိုးတွေကိုလှူတယ်တဲ့စတ္တင်္စမုတ်တင်္စအနုဂဟိတံအဲ့တော့အဗဓမ္မကောင်းပြီးတော့တွေ့တမှုမရှိဘဲနဲ့ဒီတန်ဖိုးကြီးမားတဲ့ပစ္စည်းတွေကိုလွတ်လွတ်ကျွတ်ကျွတ်စွန့်လှူတယ်ခိတ္တုပမေအရဟံတေဝိရိတဝါယဟန္တာပုဂ္ဂိုလ်တွေကိုလယ်မြေသဘောထားပြီးတော့သူကလှူတယ်လယ်မြေသဘောထားတယ်ဆိုတော့ဘာပြောတာလဲဆိုဒီလှူလိုက်တာဆိုတာစဉ်းစားကြည့်လိုက်လှူလိုက်တာဆိုတာဘာနဲ့ဥပမာတူတော့ဆိုလယ်ထဲမှာစပါးကျဲလိုက်တာနဲ့တူတူကျဲလိုက်တဲ့စပါးပြန်မရတော့ဘူးလေဒီမျိုးစေ့တွေကအပင်ပဲပေါက်မှာအဲ့ဒီပင်ဟာသီးတာမှရအခုလည်းတူတူပဲလှူလိုက်တယ်သိမ်းမောများဆိုကုန်ကြတယ်လှူလိုက်တယ်ဒီငွေကြေးတွေပြန်ရမှာမဟုတ်ဘူးလေလယ်ထဲမှာမျိုးကျဲလိုက်တယ်လို့ပဲသို့တော့ရလာတဲ့ဟာကြတော့အကျိုးအမြတ်ကြတော့အဆပေါင်းများစွာရကိုယ်ကတရင်ကျဲလို့ရှိရင်ဗမာပြည်နေနဲ့ပြောမယ်ဆိုရင်တင်း50ထွက်တယ်တော့မဟုတ်တင်း100ထွက်တယ်ကိုယ်ကတရင်မဲ့ရင်လိုက်တယ်တင်း50တင်း100ထွက်တယ်စိတ်လေးတစ်စိပဲဆိုင်လိုက်တယ်အပင်ကပေါက်လာလို့တီးတဲ့အခါမှာသီးပေါင်းထောင်ချီတီးတယ်ဒါနကောင်းမှုဆိုအဲ့ဒါမျိုးပဲမှန်ဒီပြဆိုင်တာလို့ပဲကိုရင်းနေတဲ့တစ်ခုပဲနောက်ထပ်ရနေတာတွေကအများကြီးဒီလိုရနိုင်လားဆိုရနိုင်တယ်နိတရက်စီကိုတစီတည်းပဲဆိုင်လိုက်အိမ်မှာအပင်ပေါက်လာရင်အဲ့ဒီတရက်တီးကတသီးရင်တီးမှာမဟုတ်ဘူးဟောအသီးပေါင်းများဆိုတီးမှာဌာနရဲ့အကျိုးကအဲ့လိုရှိတယ်ဒါမို့ခိတ္တုပမရဟံတော်ယဟန္တာပုဂ္ဂိုလ်တွေဟာလဲမြေတဲ့တူတယ်အနုတ္တရပုညခိတ္တတာပုညခိတ္တလောကတာလောကရဲ့လဲမြေဆိုကုသိုလ်ကောင်းမှုလုပ်ပြီးဒီလဲကအစပေါင်းများစွာရဟောတရင်ကြည့်ပြီး90ရတယ်ဆိုအစ90ရတယ်ခေါ်တာပေါ့တရားရရင်အစတရားရတာပဲလေစတရားရတာခိတ္တုပမေရဟံတေဝိရိတဝါသောဒုစသံတပုရိသောစစိတဝါဒီအမှန်ကန်မြင်တဲ့သူတော်ကောင်းပုဂ္ဂိုလ်ဟာစွန့်နိုင်ခဲ့တဲ့ပစ္စည်းဥစ္စာကိုစွန့်ပြီးတော့လှူသည့်အတွက်ကြောင့်မနာပတ္တာဤသူကောင်းတာတွေလှူသည့်အတွက်ကြောင့်လက်ပတိမနာပံကောင်းတာတွေကိုရတယ်လို့မြတ်စွာဘုရားဒီအနုမောဒနာကိုပဲသူဟောတာအဲ့လိုဟောလိုက်တဲ့အခါကျတော့အဲ့လိုဟောပြီးမြတ်စွာဘုရားအကြောင်းတော့ပြန်ကြသွားတယ်နောက်ပိုင်းဒါရှေ့ပိုင်းဖြစ်ပြပေါ့နောက်ပိုင်းမှာအချိန်တွေတဖြည်းဖြည်းကုန်လွန်လာတဲ့အခါမှာလူသက်တမ်းစီးတာတော့ဥက္ကဋ္ဌထေးကြီးကလည်းပဲသူသက်တမ်းစီးတဲ့အခါမှာသူကွယ်လွန်လိမ့်စာရောက်သွားမြတ်စွာဘုရားရှိတော့မယ်မြတ်စွာဘုရားတော့သက်တော်ထကြရှိတော့မယ်အဲ့ဒီမှာသူကွယ်လွန်သွားတယ်ကွယ်လွန်သွားပြီမြတ်စွာဘုရားကဇေရုံအကြောင်းမှာသတင်းသုံးနေတဲ့အချိန်မှာညမှာသူရောက်လာသူဘာသွားဖြစ်တုံးဆိုအနာဂံပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သုဒ္ဓဝတ္တပြမဘုံမှာပြမသွားဖြစ်တယ်နော်ပြမဖြစ်တယ်အဲ့တော့ညအခါမြတ်စွာဘုရားရှိရောက်လာတယ်ဇေရုံအကြောင်းမှာရောက်လာတဲ့အခါကျတော့မြတ်စွာဘုရားသူ့မိကွန်းလေးမေးလိုက်တယ်ပါတော့ကိစ္စတေဥက္ကယထာဒိဗ္ဗယံမင်းမြတ်မနဲ့အတိုင်းဖြစ်ခဲ့လားလို့မေးတယ်နော်သူကကောင်းတာတွေလှူပြီးတော့ကောင်းတာရချင်တဲ့လူကိုနော်အမင်းမြတ်မနဲ့အတိုင်းမြည်ရွယ်တဲ့အတိုင်းဖြစ်ခဲ့လားလို့ဆိုသူကဘာလျှောက်တော့တက်ကတိဗန္တိဘဂဝါတက်ကပဲဘဂဝါယထာဒိဗ္ဗယံတပည့်တော်မြတ်မနဲ့အတိုင်းရတယ်ဖေဟာအဲ့ဒီနေရာလေးမှာသူမျောမှန်းတာဘာတော့လို့ဆိုတာကိုအထက်ကရာဆရာကနေရှင်းပြပေးထားသူကအနာဂံဆိုတော့တခြားပစ္စည်းမျောလိုက်မယ်လို့မထင်နဲ့တဲ့ရဟန္တာဖြစ်ချင်တယ်
တော့မြတ်စွာဘုရားလည်းရွေပြီးတော့မေးတာအဲ့ဒါမင်းမျောမှန်းတာရပါလားဆိုရပါပြီမျောမှန်းတာရသူကဗြဟ္မပြည်ရောက်ပြီးတခါယန္တာဖြစ်သွားတာဗြဟ္မပြည်ရောက်ပြီးချင်းယန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာဥပကတို့ပုဂ္ဂုတာတိတို့ဒီလိုပုဂ္ဂိုလ်တွေရှိတယ်ဟိုမှာဗြဟ္မဖြစ်လိုက်တာနဲ့တပြိုင်နက်ယန္တာဖြစ်သွားကြတယ်အနာဂံဘဝနဲ့သူလည်းအနာဂံဘဝနဲ့သွားတာဗြဟ္မပြည်အဲ့တော့လူဘဝတုန်းကတော့သူတို့လူဆိုတာအစစ်မမိသေးရင်ဒီဘဝမရနိုင်သေးရင်မရသေးဘူးဗြဟ္မဖြစ်တဲ့ကရသွားတယ်သူလိုချင်တာကအရဟတမေရတ္တဖို့ပေါ့နော်အဲ့ဒါကိုဆိုလို့တယ်ပေါ့တမ္မာအဖြစ်ကြည့်မယ်ဆိုရင်သူလိုချင်တာသူကဒါလေးကကောင်းတယ်ဗျာဆိုပြီးတော့ကောင်းတာလှူတယ်ဆိုလောကပုဂ္ဂိုလ်တွေနေတဲ့စဉ်းစားမယ်ဆိုလို့ရှိရင်ဟာသူကအကောင်းတွေလှူပြီးတော့သူအကောင်းတွေရမှာပဲလို့တက်ကောင်းတက်လေအဲ့ဒီပဲပစ္စည်းအကောင်းကိုပြောတာမဟုတ်ဘူးသူလိုချင်တဲ့မျက်နှာပွဲအရေးချင်းတစ်ခုကိုသူရချင်တာဒါပါပဲနော်အဲ့တော့သူရပါပြီဆိုတော့မြတ်စွာဘုရားသူ့ကိုဖြစ်မှဖြစ်တဲ့အချိန်လေးမှာဆက်ပြီးတော့တရားဟောလိုက်တယ်မနာပတ္တာဤလဘတိမနာပံနှစ်သက်မြတ်နိုးပွဲပစ္စည်းဥစ္စာကိုလူရင်နှစ်သက်မြတ်နိုးပွဲကောင်းတဲ့အရေးချင်းတစ်ခုရတယ်အကတ္တထာတလဘတိပုနဲ့အကောင်းဆုံးလူရင်အကောင်းဆုံးကိုပြန်ရတယ်ဝရဒထာတဝရလာဘိဟောတိအမြတ်ဆုံးကိုလူလို့ရှိရင်အမြတ်ဆုံးပြန်ရတယ်တိဋ္ဌံတတောတိဋ္ဌမုပေတိဌာနံချီးမွမ်းမွယ်ကောင်းတဲ့အထက်တန်းကြတဲ့အရာကိုလှူလို့ရှိရင်အထက်တန်းကြတဲ့နေရာမျိုးကိုဖြစ်ရတယ်လို့မြတ်စွာဘုရားကဒီလိုမိန့်ကြားတယ်သောဧကတာယယောဧကတာယဝရတာယတိဋ္ဌတာယစယောနရောအမြတ်ဆုံးကိုလှူတတ်တယ်အကောင်းဆုံးကိုလှူတတ်တယ်ချီးမွမ်းမွယ်ကောင်းတဲ့အရာကိုလှူတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့သူဟာအကောင်းဆုံးအရေးချင်းနေရပါတော့ဆိုဒီကာယုအသက်ရှိဆုံးဘဝမျိုးမှာတော့ဖြစ်တယ်ယတဝါအချမ်းရံအကျော်သောခုံတဲ့အပြည့်အဝဆုံးဘဝမျိုးမှာတော့ဖြစ်တယ်ယထယထုပပစ္စတိဘယ်နေရာမှာပဲရောက်ရောက်သူဟာသက်ရှိမယ်နော်စီရင်ဥစ္စာနဲ့ပြည့်စုံမယ်အချမ်းရံပေါ်များမယ်ဆိုတဲ့အကောင်းဆုံးအခြေအနေတွေကိုသူရနိုင်တယ်လို့မြတ်စွာဘုရားအဲ့ဒီဥက္ခဘဝကလာတဲ့ပြမကိုခုလိုတရားဟောလိုက်တယ်လို့မနာပတ္တဤသုတ်တံမှာဒီလိုဟောတာအဲ့တော့မြတ်စွာဘုရားရဲ့ထူးခြားတဲ့ဗုဒ္ဓဥပဒကတွေထဲမှာဒီဝေဒာတိမျိုးကဥက္ခဆိုတဲ့တထေဟာတော်တော်ထူးခြားတဲ့ပုဂ္ဂိုလ်တူပဲလူဘဝတုန်းကလည်းသူ့ရဲ့ဘဝအတွေ့အကြုံတွေကလည်းအမတန်မှထူးခြားတယ်ဟောအမတန်မှထူးခြားတဲ့အနေထားနေပြီးတော့ထူးခြားတဲ့ကုသိုလ်ကောင်းမှုတွေကိုလည်းလုပ်တယ်ထူးခြားတဲ့ဘဝကိုလည်းပဲရသွားတယ်ဆိုတာဒါကြောင့်မို့ထင်ရှားတဲ့ဘုရားရဲ့ဥပဒကများအကြောင်းတဲကဝေသာလိမြို့သားဥက္ကတထေရဲ့အကြောင်းကိုနိုင်မှတ်သားကြရသဖြင့်သူကိုယ်တိုင်ကျင့်ကြံကြိုးကိုအထောက်သွားတဲ့အကျင့်တရားတွေကိုသင်္ကန်းစာတစ်ဖွဲမှတ်ယူပြီးတော့တို့တွေရှောက်လန်းရမယ်လမ်းကလည်းပဲအဲ့ဒီလမ်းကြောင်းပဲဖြစ်တယ်လို့ကိုစီအရင်ချင်းပြည့်အောင်အသိဉာဏ်ရှိတဲ့အချိန်လေးမှာကြိုးစားအထောက်ကြမယ်လို့တန်ဋိဌာန်ချတာချစ်ကြံကြိုးကုပ်ပွားများအထောက်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာ